အားလုံးပဲမင်္ဂလာပါအခုမမနဲ့တူတူဟီတာခဏ46လုံးနေရာမှာဒုတိယရန်ဖြစ်တဲ့ခါခီခုခဲခိုး၅လုံးကိုရေးနီးလေးကိုလေ့လာကြမယ်ပေါ့နော်အဲ့တော့ပထမအဆုံးလုံးဖြစ်တဲ့ခကိုဘယ်လိုရေးရမလဲဆိုတော့အရင်ဦးဆုံးဆွဲမယ်ပေါ့နော်ဒီလိုလေးဆွဲပါမယ်အဲ့လိုလေးဆွဲပြီးပြီဆိုလို့ရှိရင်တော့အလဲကနေပြီးတော့သူ့ရဲ့အလဲကနေပြီးတော့အချောင်းလေးဒီလိုလေးဖြတ်ပါမယ်နော်အချောင်းနည်းနည်းကွယ်လေးပေါ့နော်နည်းနည်းကွယ်လေးဒါကြီးမကွယ်ပါဘူးအဲ့လိုလေးဖြတ်လိုက်ပါမယ်တစ်ချက်နှစ်ချက်ဒါလေးကလည်းဒီလိုတက်သွားပြီးတော့မှကွယ်လေးသွားလိုက်တယ်ပေါ့နော်ပြီးတော့နောက်ရှေ့ကလည်းအပေါ်လေးကိုနည်းနည်းထိတ်လေးကိုထွက်ပြီးတော့မှကွယ်လေးသွားပါမယ်ပြီးပြီဆိုလို့ရှိရင်ဒီနေရာလေးမှာအချောင်းတူဆောင်းလေးထည့်လိုက်ပါမယ်နော်အားလုံးပေါင်း3ချက်ဖြစ်ပါတယ်တစ်ချက်နှစ်ချက်3ချက်ပါနော်3ချက်ဒါကတော့ခဖြစ်ပါတယ်မမကပထမတင်ခဲ့တဲ့ပိတ်မှာတင်တော့ကကြတော့မမဆွဲသလိုမျိုးလေးဒီရှေ့ချက်လေးကိုအရင်ဆွဲလိုက်တယ်ပေါ့နော်ဒီရှေ့ချက်လေးကိုအရင်ဆွဲပြီးတော့မှဒါလေးကိုဆွဲလိုက်တယ်အဲ့လိုပုံစံလေးနဲ့မမတင်ပေးခဲ့တာပေါ့နော်ဒါပေမဲ့ပုံစံကတော့ဒီပုံစံပဲပေါ့နော်ဒီဟာကိုအရင်ဆွဲဒီဟာကိုမကကိုတန်တယ်လို့မျိုးလေးတင်ပေးလိုက်တာဒါပေမဲ့တချို့ကအပြစ်လာပြောကြရပေါ့နော်အမှန်ကတော့ဒီဟာလေးကိုအရင်ဆွဲရတာမှန်ပါတယ်ဒါပေမဲ့မကပုံစံဖြစ်ရင်ပြီးတော့ဆိုပြီးတော့တင်နေကြလည်းမဟုတ်ခုမှစတင်တာဆိုတော့မသိရတဲ့အတွက်အဲ့လိုတင်လိုက်မိတာကိုတချို့တွေကလာပြောကြတယ်အပြစ်လာပြောကြတယ်ပေါ့နော်အဲ့လိုမျိုးလေးလည်းရှိပါတယ်အဓိကတော့စလုံးအမြင်ဒါဒါအဆိုတာသိနေဖို့ကအဓိကကြပါတယ်နော်အဲ့တော့ဒါကဖြစ်ပါတယ်နောက်တစ်ခုခီကိုဘယ်လိုရေးမလဲဆိုတော့ညီမြချင်းပုံစံလေးဆွဲမှာဖြစ်ပါတယ်နော်ပထမတစ်ချက်ဆွဲမယ်နည်းနည်းလေးဆောင်းလေးဆွဲမယ်နော်တက်မဆွဲပါဘူးညီမြချင်းပုံစံဆိုတော့နှစ်ချောင်းဖြစ်မယ်ပေါ့နော်နှစ်ချောင်းဆွဲမှာဖြစ်ပါတယ်ဆောင်းလေးပါနော်နည်းနည်းရောင်လေးဆောင်းတာပါတစ်ချက်နှစ်ချက်ဆွဲပြီးပြီဆိုရင်တော့အလေတက်ကနေပြီးတော့မှဆောင်းလေးပြန်ဖြတ်ပြီးတော့မှအတက်ကလေးထည့်လိုက်မှာဖြစ်ပါတယ်တစ်ချက်နှစ်ချက်3ချက်ပြီးပြီဆိုရင်တော့အောက်ကနေပြီးတော့မှကွယ်လေးအချောင်းအတူကွယ်လေးနည်းနည်းကွယ်လေးထည့်လိုက်မှာဖြစ်ပါတယ်တစ်ချက်နှစ်ချက်3ချက်4ချက်ပါအားလုံးပေါင်းဆွဲချက်4ချက်ဖြစ်ပါတယ်ဒါကတော့ခီဖြစ်ပါတယ်နောက်တစ်ခုကကြတော့ခုကိုဘယ်လိုဆွဲမလဲဆိုတော့ခုကတော့လွယ်ပါတယ်တစ်ချက်တည်းဆွဲလိုက်တာဖြစ်ပါတယ်ဂွင်းစတောက်ကွင်းလေးပေါ့နော်တောက်ကွင်းစားပုံစံလေးပါတစ်ချက်ဒါလေးကတော့ခုဖြစ်ပါတယ်ခုကရမ်းလွယ်တယ်နော်နောက်တစ်ခုကခဲကိုဘယ်လိုဆွဲမလဲဆိုတော့ခဲကိုဆွဲမှဆိုရင်အရှိမအချောင်းလေးကိုမှအောက်မှာအတက်ကလေးထည့်ပါမယ်အချောင်းလေးကိုအတက်ကလေးထည့်မယ်ပြီးရင်အရှိကနေသူ့ရဲ့အလှည့်တက်ကနေအနှုတ်ပုံစံလေးဆွဲလိုက်ပါမယ်တစ်ချက်နှစ်ချက်အနှုတ်ပုံစံလေးဆွဲပြီးပြီဆိုရင်တော့အနှုတ်ပုံစံရဲ့အလဲကနေပြီးတော့မှကွယ်လေးတစ်ချက်ပြတ်ဆွဲလိုက်ပါမယ်ဒီထက်ဆွဲလိုက်တဲ့ကွယ်လေးကသူ့ထက်နည်းနည်းရှည်ရပါမယ်နော်သူနဲ့အတူတူမဖြစ်ပါဘူးသူ့ထက်နည်းနည်းလေးရှည်ပါမယ်ဒါကခဲဖြစ်ပါတယ်တစ်ချက်နှစ်ချက်3ချက်ဖြစ်ပါတယ်ဒါကတော့ခဲဖြစ်ပါတယ်နော်နောက်တစ်ခုကကြတော့ခိုးကိုဘယ်လိုရေးမလဲဆိုတော့အပေါ်မှာကွယ်လေးလုပ်ပြီးရင်နောက်မှာအတက်ကလေးထည့်ပါမယ်အပေါ်ကနေကွယ်လေးငယ်လောက်မကွယ်ဘူးเนาะနည်းနည်းလေးပဲကွယ်မယ်ကွယ်ပြီးရင်အတက်ကလေးထည့်မယ်ပြီးရင်အောက်ကနေပြီးတော့မှပါစောက်သူ့ရဲ့ဆန့်ကျင်ဘက်ပါစောက်ပုံစံလေးပြန်ကွယ်ရမှာဖြစ်ပါတယ်เนาะဒါခိုးပါတစ်ချက်နှစ်ချက်တအားကြီးမကွေးပါဘူးเนาะပြေလေးပဲကွေးမှာဖြစ်ပါတယ်ဒါကတော့ခိုးဖြစ်ပါတယ်ခိုးလို့လည်းတန်းထွက်တယ်ခိုးလို့လည်းတန်းထွက်တယ်ပေါ့เนาะပြီးတော့နောက်တစ်ခုပြောချင်တာကဒီမှာ ခလို့အတန်းထွက်တယ်ဒီခကိုတချို့နေရာတွေမှာကလို့လည်းအတန်းထွက်တာရှိပါတယ်เนาะအဲ့တော့နှစ်မျိုးလုံးမှတ်ထားပေးပါခကိုကလို့လည်းအတန်းထွက်တယ်ခလို့လည်းအတန်းထွက်ပါတယ်သူ့ရဲ့သုံးတဲ့နေရာလေးတွေမှာနည်းနည်းလေးကွဲသွားတာမျိုးဖြစ်ပါတယ်เนาะအဲ့တော့အခုဆိုလို့ရှိရင် IEUAO ခခိခုခဲကို10လုံးပြီးသွားပြီပေါ့နော်ဒီ10လုံးကိုအသုံးပြုပြီးတော့မမကမီနင်းလေးနည်းနည်းထုတ်ထားပေးပါတယ်အဲ့တော့မီနင်းလေးတွေကိုလေ့လာကြည့်ရအောင်နော်အာကာဣပထမ
အတန်းကအာရဲ့ဒုတိယတန်းကခလေးရဲ့အပေါ်တန်းကဤလေးရဲ့သုံးလုံးပေါင်းထားတယ်အာကာဤအာကာဤအာကာဤရဲ့အဓိပ္ပာယ်ကနီတော်လို့အဓိပ္ပာယ်ရပါတယ်အာကနှလုံးနဲ့ဆိုရင်တော့အနီရောင်လို့အဓိပ္ပာယ်ရပါတယ်နော်နောက်တစ်ခုကကြတော့အာခိအပေါ်တန်းအာရဲ့အောက်တန်းခိလေးရဲ့ပေါင်းထားတယ်အာခိဆိုရင်ဆောင်းဦးလို့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုကကြတော့ဤခဲအပေါ်တန်းဤလေးရဲ့အောက်တန်းခဲလေးရဲ့ပေါင်းထားတယ်ဤခဲဆိုတာကတော့ရေကန်လို့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုအကြတော့အေခိအပေါ်တန်းအဲလေးရဲ့အောက်တန်းခိလေးရဲ့ပေါင်းထားတဲ့အေခိရဲ့အဓိပ္ပာယ်ကတော့ဘူတာယုံယထာဘူတာကိုပြောတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ဒုတိယတန်းခတစ်လုံးနဲ့ပေါ့နော်ခတစ်လုံးနဲ့ဆိုလို့ရှိရင်တော့ချင်းလို့အဓိပ္ပာယ်ရပါတယ်နောက်တစ်ခုကကြတော့ခောက်အောက်တန်းခရဲ့အပေါ်တန်းအိုလေးရဲ့ပေါင်းထားတာပါခအိုကတော့မျက်နှာဖြစ်ပါတယ်နောက်တစ်လုံးကကြတော့ခုတ်ဒီနေ့သင်သွားတဲ့နောက်ဆုံးလုံးလေးနှလုံးပြူထားတာပါခုတ်လို့အတန်ထွက်ပါတယ်ခုတ်ဆိုတာကဒီနေရာလို့ပြောတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ခို့ဒီနေ့သင်သွားတဲ့နောက်ဆုံးလုံးလေးခို့ရဲ့အပေါ်တန်းအဲလေးရဲ့ပေါင်းလိုက်တာပါခို့ဆိုတာကတော့အတန်သူကတက်ရှိရဲ့အတန်ကိုပြောတာဖြစ်ပါတယ်လူတန်တရိษံတန်တက်ရှိတရဝါရဲ့အတန်မှန်သမျှကိုခို့လို့ပြောပါတယ်နောက်တစ်ခုကကြတော့ခို့တလုံးနဲ့ဆိုရင်တော့သူကခလေးကိုပြောချင်တာဖြစ်ပါတယ်ခို့ဆိုတာကတော့ခလေးပေါ့နော်အဲ့တော့နောက်တစ်ခေါက်တိုင်ပြပါမယ်အကိုက်နီတော့အာခိဆောင်းအစအနေပြန်တိုင်းပြပါမယ်အကိုက်နီတော့အာခိဆောင်းဦးဣခဲရေကန်အေခိဘူတာခချင်းခောက်မျက်နှာခုတ်ဒီနေရာခို့အတန်တက်ရှိအတန်ခုတ်ခလေးအဲ့တော့အခုဆိုရင် lesson 3ပေါ့နော်နောက်ဗီဒီယိုလေးမှာ lesson 4လေးကိုအတူတူဆက်ပြီးတော့လေ့လာကြရအောင်